ဒီနေ့ဆွေးနွေးပွဲမလုပ်ခင်လွန်ခဲ့တဲ့9 ရက်လောက်ကပြန်ကြားရေးဝန်ကြီးဦးအောင်ပြန်ကြားရေးဝန်ကြီးကကျွန်တော်ကိုလာပြီးတော့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးအကြိုင်မဲ့သူကျွန်တော်ရှင်းပြပါတယ်စီမံတာတော့တော်ကြာပါပြီလွန်ခဲ့တဲ့တစ်လကျော်တဲ့ကျွန်တော်စီမံနေကြတာပေါ့ဒါပေမဲ့ဒီနေ့ကြည့်တဲ့အခါမှာ trust stability and development ယုံကြည်မှုတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ဒါသူရဲ့သိမီးပေါ့ဒါလေးကျွန်တော်နည်းနည်းသတိပြုမိတာသူမြည်ခဲ့ပါအဲ့ဒီကတော့လွတ်တော်ကိုယ်စားလှယ်တွေပါမယ်ဆိုပြီးတော့သူကကျွန်တော်ကိုပြောပါတယ်ဒီစေဝေးလာတက်ကြတဲ့လွတ်တော်ကိုယ်စားလှယ်များပါတယ်လို့ပြောဒီမှာကျွန်တော်လွတ်တော်ကိုယ်စားလှယ်အသီးသီးကိုလည်းကျွန်တော်တို့ကျူစုပါကြောင်းဝမ်းမြောက်ပါကြောင်းပြောလို့ပါတယ်ပြီးခဲ့တဲ့2025ဒီဇင်ဘာလ28ရက်နေ့စတင်ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲဒီပါလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပေါ့အဲဒါကိုတကယ်စစ်မှန်တဲ့ရွေးကောက်ပွဲတန့်ရှင်းတဲ့ရွေးကောက်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်ဒီမှာမြို့ကောက်ပွဲမှာမဲပေးကြတဲ့ပြည်သူ54.2ရာခိုင်နှုန်းဒါမဲပေးကြတော့ပြည်သူတွေအားလုံးသူတို့ကနေလွတ်လပ်တက်ကြွစွာနဲ့လူလွတ်လပ်မဲပေးခဲ့တာဖြစ်တယ်လို့ရရှိလာတဲ့ရလဒ်ကလည်းတန့်ရှင်းတဲ့ရလဒ်တွေဖြစ်ပါတယ်ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တည်တည်ဟာလည်းတကယ်ပြည်သူရဲ့ဆန္ဒအစစ်မှန်တဲ့ရွေးချယ်ခံတဲ့လွှတ်တော်ကိုယ်စားလှယ်တည်တည်ဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ပို့ပြီးတော့မှဝမ်းမြောက်ဝမ်းသာကျေးဇူးတင်အတိမတ်ပြုကြောင်းလွှတ်တော်ကိုယ်စားလှယ်တည်တည်လည်းကျွန်တော်ပြောလိုပါတယ်အဲဒီနေ့ရုပ်ကောဒီဟိုဘက်မှာဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဘုရားယုံကြည်မှုတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကဏ္ဍတွေမှာကျွန်တော်တော့ဒါတစ်ချက်ပေါ့ဗျာငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတစ်ချက်ကျွန်တော်တွေ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကျင့်သုံးနေတဲ့ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ပတ်သက်တာနောက်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ဒီစီးပွားရေးနဲ့ပတ်သက်တာတွေခံကာနေတယ်နောက်ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးအားနည်းတဲ့အချက်တွေပေါ့ဒါတွေကျွန်တော်တို့တွေ့ပါတယ်ဒါပြီးဒီဖိုရမ်နဲ့ဆက်ဆက်ပြီးတော့လေကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်တို့ကနိုင်ငံစီးပွားရေးတိုးတက်ဖွံ့ဖြိုးတိုးတက်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတော့ပိုအရေးကြီးပါတယ်သူတွေကတော့ဝမ်းဝဖို့လိုတာပေါ့ဗျာဝမ်းဝပေါ့ဥမတောင်းမှာတီလာဆောင်နိုင်မယ်ဆိုတဲ့အတိုင်းဥမတောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ကြမလဲတစ်ဆက်တည်းမှာဥပတောင်းအောင်လုပ်ရင်းနဲ့တစ်ဖက်ကလည်းနိုင်ငံရေးရကျွန်တော်တို့ဒီမိုကရေစီနဲ့လျော်ညီတဲ့ကျွန်တော်တို့နိုင်ငံရေးစနစ်ကိုရအောင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ဒီမိုကရေစီဆိုတဲ့ခါမှာလည်းကျွန်တော်တော့ဒီနေ့ကျွန်တော်ရဲ့လူ့ဘုံကပ်ပဲဒီနေ့ကျွန်တော်ပြောပြပါတယ်တစ်ချက်တော့ဒီဥစားဒီနိုင်ငံရေးသူစနစ်မှာကွာလို့တပါတီနိုင်ငံရေးရှိတယ်ကွာလို့သူကပါတီစနစ်တဲ့ပါတီသူစနစ်ဆိုတော့သူပြောတယ်နိုင်ငံရေးစနစ်ပေါ့တပါတီမှာလည်းထပ်ပြီးတော့ကျွန်တော်တို့လည်းပြောကြတာပေါ့တပါတီစနစ်ကျုပ်သုံးတဲ့နိုင်ငံတွေရှိလို့နှစ်ပါတီစနစ်နဲ့နှစ်ပါတီအားကောင်းတဲ့နိုင်ငံတွေလည်းရှိတယ်ဆိုပြီးကျွန်တော်လည်းသူတို့တင်ပြကြပါဥမာဖြင့်အမေရိကန်ဆိုရင်နှစ်ပါတီကနေပြီးတော့တကယ်လှုပ်ရှားနေတာပေါ့အင်္ဂလန်ဆိုလည်းအမေရိကန်ဆိုရင် Democratic Republic ပေါ့ဒီဘက်အင်္ဂလိပ်ဆိုလို့ရှိရင်လည်းလီဘာနဲ့ conservative သူသွားကြတာဒီလိုပဲဟလာတပါတီအားပြီးတော့ကောင်းပြီးတော့ပါတီဆိုတော့ပါတီဆိုမျိုးတို့တပါတီကအားကောင်းပြီးတော့နိုင်ငံအာဏာကိုတောက်လျှောက်ယူထားတဲ့နိုင်ငံတွေတဲ့ယူဥပမာဂျပန်နဲ့စင်ကာပူတို့နိုင်ငံမျိုးတွေဒီလိုတွေရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောကြပါတယ်နားပါတယ်ဒီလိုပဲပါတီဆိုစနစ်လည်းပြောပါကျွန်တော်တို့ကပါတီနိုင်ငံရေးသွားကြတော့နိုင်ငံရေးစနစ်မှာဒီမိုကရေစီအုပ်ချုပ်ရေးဒီမိုကရေစီရဲ့အုပ်ချုပ်ရေးစနစ်ကိုကျွန်တော်တို့သွားတော့နောက်တစ်ခုကတော့ကျွန်တော်တို့ပြည်သူတွေတိုင်းရင်းသားတွေလိုချင်တဲ့ Federal စနစ်တို့ပြောတယ်ဒါမှန်ပါတယ်ဒါလည်းကျွန်တော်တို့လက်ခံပါဒါကြောင့်ဒီမိုကရေစီနဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်တော်စုသွားမယ်လို့ကျွန်တော်တို့ပြောကြတော့ Federal စနစ်တော့ပေါင်းစည်းနေထိုင်ခြင်းအာဏာကိုခွဲဝေကျင့်သုံးခြင်းဒါတွေရဲ့တူခြေခြေပဲအဓိပ္ပာယ်တော့ရှိပါတယ်အချမ်းမရအဖြစ်ပေါင်းစည်းနေထိုင်ပြီးတော့မှအာဏာတွေကိုအားလုံးအစဉ်စဉ်ခွဲဝေကျင့်သုံးလှုပ်ဆောင်ကြခြင်းဟာဒါ Federal စနစ်ပါဘူးဒါ Federal စနစ်မှာတတိပြုရမှာတော့ဒေသကို Federal စနစ်ပေးတာဖြစ်ပါတယ်လူပုဂ္ဂိုလ်လူတိုင်းရင်းသားကို
အထူးအဖွဲ့ကို Federal စနစ်ပေးတာမဟုတ်ဘူးဆိုတော့သတိချဖို့လိုအပ်ပါတယ်ဒါဘယ်လိုပဲပြောပါလေဒီနိုင်ငံရေးတွေစနစ်ဘယ်လိုပဲလုပ်နေဖြစ်စေအဓိကတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရတော့အဓိကကြတော့အဲ့မှာကျွန်တော်တို့ဒူးရဲ့90ရာခိုင်နှုန်းကြေးတက်မှနေပြီးတော့မှ30ရာခိုင်နှုန်းမြို့ဘက်မှာနေကြတာဒါအကြမ်းပြင်းပေါ့တတိုင်းငံလို့ရဲ့အကြမ်းပြင်းကျွန်တော်ထွတ်တော်ကိုယ်စားလှယ်တို့မြောင်းလဲလို့ကျွန်တော်ပြည်သူလာဝကဝန်ကြီးဌာနနဲ့2024ခုနှစ်လူကြီးစင်ထုတ်ပြန်တဲ့လူကြီးနဲ့အိမ်ကျောင်းတင်ထုတ်ပြန်တဲ့အခါမှာထုတ်ပြန်ရဲ့စာအုပ်တွေပြည်သူထွတ်တော်ကိုယ်စားလှယ်တည်တည်လည်းပေးပါလို့ကျွန်တော်ပြောထားပါတယ်ပေးပါလိမ့်မယ်နော်ရောက်ရင်လည်းရောက်မှာပေါ့မရောက်သေးရင်လည်းကျွန်တော်ပေးပါမယ်ဒီစာအုပ်တွေအားလုံးလေ့လာကြည့်ပါအဲ့မှာလေ့လာကြည့်ရင်ကျွန်တော်တွေ့ပါတယ်အဲ့အကြီးချင်းအဖြစ်အနာဂတ်နိုင်ငံရေးကိုဘယ်လိုပုံဖော်မလဲဆိုတော့ကျွန်တော်အဲ့မှာစဉ်းစားလို့ရပါလိမ့်နောက်ရင်လာလျှောက်ပြီးတော့လျှောက်လုံနေလို့မဖြစ်ဘူးနောက်ခွဲရတခြားရှာတခြားဖြစ်နေလို့လည်းမဖြစ်ပါဘူးဒါကြောင့်စေးနဲ့အနာနဲ့စေးတဲ့ဖို့တော့လိုတယ်အာဟာရဖြစ်အောင်ကျွန်တော်လုပ်နိုင်ဖို့လိုတယ်ဒါတော့ကျွန်တော်သွားမှာဖြစ်ပါအဲ့မှာခုနပြောတဲ့လူကြီး90ရာခိုင်နှုန်းတဲမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့စင်းရဲမွေးတည်မှုကမ္ဘာ့ဘဏ်နေပြီးတော့40ရာခိုင်နှုန်းအထက်ရှိတယ်လို့ပြောပါစင်းရဲမွေးတည်မှု40ရာခိုင်နှုန်းအရင်တော့20ရာခိုင်နှုန်းကျော်နေအခု double ဖြစ်တယ်လို့ပြောတာပေါ့ကျွန်တော်တို့လက်ထက်မှာ double ဖြစ်တယ်လို့ပြောတာအမှန်အတိုင်းအတာတစ်ခုတော့မှန်ပါလိမ့်မယ်တို့တော့တချို့ရတယ်လေလွမ်းမှန်းမှုတွေရှိပါတယ်တို့တော့လည်းပဲကျွန်တော်တို့ဒီကျေးလက်ဖွံ့ဖြိုးတော့အထူး data ဆောင်ရွက်သွားဖို့လိုအပ်ပါအဲ့မှာကျေးလက်ဖွံ့ဖြိုးတွေသွားဖို့ကြောင့်လည်းစနစ်တကျစိုက်တက်မွေးတတ်ဖို့လည်းခင်မီစိုက်ပျိုးရေးစနစ်ကိုမပြောပါဘူး model ဟိုဘာကျတော့ systematically လုပ်နိုင်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူအတတ်ပညာတွေလုပ်တတ်ဖို့လိုတယ်ဒီတော့ကျွန်တော်တို့ကသူတို့ကိုဟလာဆောင်ရွက်ပေးနိုင်မဲ့သူတို့လက်တွဲဆောင်ရွက်ပေးနိုင်မဲ့ဥဆောင်လက်တွဲဆောင်ရွက်ပေးနိုင်မဲ့ဥဆောင်ပြီးတော့ဆောင်ရွက်ပေးနိုင်မဲ့ပညာရှင်တွေကျွန်တော်တို့လိုတယ်ကျွန်တော်တို့မရှိပါဘူးတော်တော်အားနေပါနော်ဒါနဲ့အသက်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပညာရေးကိုစစ်တမ်းကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့လူကြီးထောက်ဝက်လောက်ကဟာပညာရေးနှိပ်ပါတာတွေ့တယ်ကျွန်တော်ပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ပြောပါတယ်ဒီအောင်ပညာရေးနှိပ်ပါတယ်23ရာခိုင်နှုန်းလောက်ကအလယ်တန်းပညာကျွန်တော်ရှိပါတယ်73ရာခိုင်နှုန်း14ရာခိုင်နှုန်းလောက်ကအထက်တန်းပညာရှိတယ်အစိမ့်မြင့်ပညာတော့ဒီတဲ့ပိုနေတာပေါ့ဒီလိုသွားကြတော့အဲ့တော့ကျွန်တော်တို့ကမဖြစ်မနေလောက်ရမှာတော့ပညာရေးမြင့်တင်မှုပဲပညာရေးမြင့်တင်မှုစောစောပြောတဲ့ပညာရေးနှိပ်ပါတယ်ဆိုတဲ့အထက်မှာဟလာတော်တော်ကြီးကိုအားနေတဲ့လူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တာဝန်ယူတဲ့အချိန်မှာဒါလည်းဒီလာဘောကဝင်းကြီးထားတဲ့အစင်ကားဆောင်ပေါ်ကြည့်ပြီးတော့ကျွန်တော်တို့ဟာဒါဒီအဖြေထွက်တော့အဲ့တော့ကျွန်တော်ကတာဝန်ယူတဲ့အချိန်မှာ KG+90 ကိုလွတ်ဖို့ကျွန်တော်တို့ကစီမံပါတော့အတန်းတာတစ်ခုတည်းအောင်မြင်ပါတယ်အောင်မြင်တို့တော်လည်းပဲပြည်နယ်တိုင်းသီးသီးကတော့အောင်လုံးကြိုးစားဖို့တော့လိုပါသေးတယ်ဒီငြိမ်အေဂျင့်တဲ့ဒေတာတွေကတော့ဒါအောင်မြင်မှုရှိနေတာကိုကျွန်တော်တို့တွေ့ပါတယ်ဥကျွန်တော်ခုနပြောတဲ့စိုက်ပျိုးမှုမြေတွေလိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်တာဝန်ယူတဲ့ချိန်မှာ KG+10 11 12မှာစိုက်ပျိုးစက်မှုစိုက်ပျိုးနေမှုမြေဘာသာရတွေကိုလုပ်ပါတယ်အခုသူတို့ဒီနှစ် KG+12 ဆာမှုပဲဖြည့်နေကြပြီဖြစ်ပါလာမယ့်ပညာသင်နှစ်ကစပြီးအလယ်တန်းပညာမှာကျွန်တော်တို့ဒီဆက်ဆိုင်မွေးဘာသာတွေသင်ပါမယ်သင်ပြီးတော့သူတို့တော့ဆာမွေးမရှိပါဘူးသူတို့နားလဲအောင် knowledge နဲ့သင်ပေးလိုက်မယ်တစ်ပတ်ကိုတစ်ချိန်နှစ်ချိန်စသဖြင့်သင်ပေးပြီးတော့သူတို့ဆိုတော့ professional ရွေးပဲကာလဖြစ်တဲ့ KC 11 10 11 12ကြာမှကျွန်တော်တို့ကဆောင်းမွေးစစ်တဲ့စနစ်ကိုကျွန်တော်တို့သွားပါမယ်ဒီလိုလုပ်ထားပါအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဘာကြောင့်ဒီလိုဖြစ်ခဲ့လဲဆိုတာလေကျွန်တော်စဉ်းစားကြည့်ပါလွန်ခဲ့တဲ့ရက်ပိုင်းပေါ့ဗျာရက်ပိုင်းတော့ကျွန်တော်မျိုးသားပြတဲ့မှာရှိတဲ့ပြကားနေကျွန်တော်တွားကြည့်တော့ပကြီးပြကားနေတွားကြည့်တာပါတရင်တော့ကျွန်တော်မထုတ်ဘူးပေါ့တနအီကျော်တော့ကျွန်တော်ကြားပါတယ်ဒါပညာရေးသူတို့ဝင်ကြီးနဲ့သက်ဆိုင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကျွန်တော်များများကြီးပဲတွေ့ဆိုရှင်းပြတော့ပကြီးကားတွေကြည့်ရင်ပကြီးကားတွေလက်ရတွေကြည့်ရင်ဒါတွေသိနေကျွန်တော်ပကြီးပညာရှိတွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ဖို့ကျွန်တော်ဒါလေးတွေကျွန်တော်ပြောပါတယ်တစ်ဆက်တည်းပဲဝင်ကြီးကနေပြီးတော့ပြကားနေမို့ဒီငလင်းပြကားနေပြီးလို့ငလျင်ကြောင့်ပျက်စီးသွားတဲ့ပြားကားနေပြင်ဆင်တာပြီးလို့ယုံပြီးကြည့်ပါလားအချိန်ပေးနိုင်ရင်ကြည့်ပါလားဆိုအေးကွာကြည့်မယ်ဆိုပြီးတော့ကျွန်တော်တနားကျော်တော့ကျွန်တော်လိုက်ကြည့်ပါတယ်ကျွန်တော်လည်းတော်ညောင်းပါအင်းနဲ့ပြူခိပြားကားကိုရောက်သွားတယ်
ပြုခေတ်ပြန်တော့ပြုခေတ်ယဉ်ကျေးမှုတွေပြတော့ပြုခေတ်တရားတို့ဟန်လင်းတို့ဒီဟာတွေကျွန်တော်တို့ပြတာပေါ့ပြတဲ့ခါကျတော့တော်တော်လက်ရကောင်းတော့တွေ့ကျွန်တော်ကိုယ်တိုင်နဲ့ရောက်ဖူးပါတယ်အဲ့ပြဒီနေရာကြီးရှေးအောင်နေမရောက်ဖူးတယ်ရောက်ဖူးတော့ပြူလက်ရတွေကတော်တော်ကိုမြင့်မားတာတွေ့တယ်အဲ့ဒါကျွန်တော်အဲ့မှာတာဝန်ရှိတဲ့ညွှန်ကြားမှုကျွန်တော်မေးတယ်အဲ့တော့လူတွေဘယ်လိုနေကြလဲကွာဆိုတော့ဘိုးချုပ်မှုကြီးတဲ့သူတို့လူနေတဲ့စနစ်လူရှိပါဆိုကျွန်တော်လိုက်ပြတဲ့ခါကျတော့အဲ့မှာအုတ်ကျွတ်နဲ့မူထားတော့အုတ်ကျွတ်နဲ့မူတဲ့ဒီစနစ်ကိုကျွန်တော်တွားတွေ့တယ်အဲ့ဒါမင်းခင်ဗျတေချာလားလို့ဆိုတော့တေချာပါတယ်ဒါ UNESCO ကသိမှတ်ပြုထားပြီးသားတယ်ဒါကိုစစ်ပြီးသားတယ်တကယ်လည်းဟုတ်ပါတယ်ဒါပေမဲ့ဟာလာဒါ APU ခေတ်ဆိုတာတော့ AD 1ရာစုနှစ်လောက်ပေါ့နော်ကျွန်တော်တို့မှာဒါခေတ်ရှိပါတယ်ပြူခေတ်က AD BC နှစ်ကနေ AD 9ရာစုတည်ရှိပါတယ်အဲ့တော့အဲ့ချိန်မှာ AD 1ရာစုလောက်ကလက်ရတွေဖြစ်ပါတယ်နောက်ပြီးတော့ပကံခေတ်ပေါ့နော်ပင်ရတို့အင်းဝတို့တောင်ငူတို့ညောင်ရမ်းတို့ကုန်းပေါင်တို့အဲ့ခေတ်တွေကျွန်တော်ရောက်လာခဲ့ကြဒါပေမဲ့အဲ့ဒီခေတ်ကအုတ်ကျွတ်နဲ့နေခဲ့တဲ့ကျွန်တော်တို့စနစ်ကအခုမြန်မာနိုင်ငံမှာတက်ကိန်မှုတနည်းနဲ့နေရတဲ့အဆင့်ရှိနေသေးတယ်နှစ်ပေါင်း2000ရှိသွားဘာဖြစ်လို့လဲဘာဖြစ်လို့ကျွန်တော်တို့ဒီပညာတွေကျွန်တော်ဆက်ပြီးတော့မရောက်လာတယ်လဲဆိုတော့ကျွန်တော်တို့အမှစဉ်းစားကြည့်တဲ့အခါကျအဲ့ခေတ်မှာစစ်မှတ်တွေဖွင့်ပြစစ်မှတ်တွေဖြစ်ပွားခဲ့တယ်အချင်းချင်းခြားကြတော့တရုတ်ကနေပြီးတော့လာရောက်ကျူးကျော်တက်ခဲ့တဲ့ကြောင့်ဟလာပြည်နိုင်ငံပျက်စီးသွားပြတ်သွားတော့ပြတ်သွားဖြူခေတ်ကနေပြီးတခါမြန်မာနိုင်ငံအစိတ်ပေါ်မှာပြန်ပွဲသွားတဲ့လူတွေကတခါမြန်မာနိုင်ငံပုံပြန်ပြီးတော့ကြံတဲ့လူတွေကကိုယ်နိုင်ငံမှာကိုကောင်းအောင်လုပ်ကြတာပေါ့ဆိုတော့ပြပကံတို့အင်းဝါတို့ပင်းရတို့ခေတ်တွေအသီးသီးပေါ့နော်ဒီလိုလုပ်တာကြဒါပေမဲ့လည်းအဲ့ခေတ်မှာလည်းအချင်းချင်းချနေကြတယ်ဟလာဥမာပကံခေတ်ဆိုလေဟလာတိုက်ကြခက်ကြပေါ့နော်တော်ထားမင်းတို့ဟလာကျန်စစ်သားမင်းတို့ဒါတွေလည်းသိပါတယ်နော်ဒီလိုပဲပင်းရခေတ်လည်းတိုက်ကြခက်ကြပေါ့နော်အင်းဝခေတ်လည်းတိုက်ကြခက်ကြပေါ့တောင်ငူခေတ်မှာလည်းတိုက်ကြခက်ကြပေါ့အဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီအတတ်ပညာတွေပြန်ပွားမှုဒါမလုပ်နိုင်ပါဘူးစာပေကတော့ဗကံကိတ်မှာစာပေကတော့မြန်မာစာပေကတော့စပြီးတော့ပေါ်လာပြီးဖြစ်ပါကြောက်စာတွေမှာကျွန်တော်တို့တွေ့တယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ကုန်းမောင်ခေတ်ဖြစ်တဲ့အခါကျတော့1885ခုနှစ်မှာလွတ်လပ်ဆုံးရှုံးသွားတာပေါ့အိန္ဒိယကနေပြီးတော့1824နောက်1852နောက်1888ဒီမှာ1886နော်85နှစ်ကုန်မှာကျွန်တော်တို့လွတ်လပ်ဆုံးရှုံးခဲ့တော့ဒီကအင်္ဂလိပ်ကျူးကျော်မှုတွေတိုက်ရတယ်တော့ချောက်လွတ်လပ်ဆုံးရှုံးသွားပြီးတော့လေလွတ်လပ်ရဖို့တဲ့တနင်္ဂနွေလုံးကနေပြီးတော့တိုင်းရင်းသားတွေစူးစီးပြီးတော့အင်္ဂလိပ်ကိုတိုက်ကြတယ်1948မှာလွတ်လပ်ရတယ်အဲ့ချိန်မှာလွတ်လပ်ရပြီးတော့အခါကျတော့နိုင်ငံရေးသဘောထားကောင်းလို့ဖြစ်တဲ့အခါလွတ်လပ်ရပြီးတော့တိုက်ကြခတ်ကြတယ်စောစောကျွန်တော်မိန်ကုန်းထဲမှာလည်းပါတယ်လွတ်လပ်ရပြီး2လကြာမှာကျွန်တော်တို့ပြည်ထောင်စုနိုင်ငံပြည်ပခါတွေဖြစ်တယ်တကယ်တော့3ရက်ကြာမှာစပြတ်တာဆိုတော့ကျွန်တော်တို့အခုချိန်ထိဒီလိုတည်ငြိမ်အေးချမ်းမှုတွေပြက်ပြားတဲ့အတွက်ကြောင့်လူတွေကစားကောင်းခြင်းမအေးရစားကောင်းခြင်းမစားအိတ်ကောင်းခြင်းမအေးကအလို့မလို့ကပညာမသင်ရဒီလိုဖြစ်တဲ့ခါမှာဟလာခဲတို့ကျွန်တော်တို့သိတာပဲဟလာပြီးခဲ့တဲ့တော်လိုင်းကောင်စီခေတ်ခဲ့တဲ့မှာအားသုံးလုံးကြီးလှုပ်ရှားမှုတွေလုပ်ခဲ့ရတယ်စမတသူပပျောက်ရေးတွေလုပ်ခဲ့ရတယ်တော်လိုင်းကောင်စီခေတ်အစပြီးလမ်းစေပါတီခေတ်ပေါ့နော်နောက်ကျွန်တော်တို့ဒီဘက်နဝတနာယခေတ်ခေတ်တီပညာနေပါတဲ့ဟာတွေပညာသင်ကြားမှုတွေလုပ်ခဲ့ကြတယ်စောစောပြောတဲ့တရလုပ်ခဲ့တာတော့မှရာခိုင်နှုန်းတိုးဝက်လောက်ကပညာရေးနေပါတော့မှရှိသေးတယ်ဒါကြောင့်ပညာရေးမကောင်းပဲနဲ့ဟလာပညာရေးမကောင်းပဲနဲ့ဒါအတတ်ပညာသင်ဖို့ဆိုတာမဖြစ်နိုင်အတတ်ပညာမသိဆာမဖာဖဲနဲ့အသိပညာဆိုလည်းမရှိနိုင်ဒါကြောင့်ကျွန်တော်တို့မလွဲမသွေလုံးအောင်မှာတော့နိုင်ငံရေးပညာရေးစနစ်ကိုမြင့်တင်ပေးဖို့လိုပါဒါလွှတ်တော်ကိုယ်စားလှယ်များဒါထပ်တင်စဉ်းစားအလေးနဲ့ထပ်ဆက်တင်စဉ်းစားဖို့ပြောချင်တယ်နော်ထပ်တင်စဉ်းစားပြောချင်ပါတယ်ဒီမှာလည်းခုနလာဒီပညာမသင်ကြားလို့ဘာလို့ပြောတယ်ခါအခုကျွန်တော်တည်ငြိမ်အချက်မှုပြပြနေတဲ့တချို့နေရာတွေဖြစ်ရင်ပညာရေးအားနေတဲ့ပြည်နယ်တိုင်းတွေပူဖြစ်တာတွေ့ပါတယ်ဟိုဘက်တောက်ဘက်ဆိုကချင်ချင်းပြည်နယ်ဟလာနောက်ပြီးလို့ရှိရင်အပေါ်ဘက်ဆိုကချင်ပြည်နယ်တချို့အစိပ်ပိုင်းပေါ့စကိုင်းတိုင်းအထက်ပိုင်းအဖျားပိုင်းနေနော်ရှမ်းပြည်နယ်တချို့အစိပ်ပိုင်းနေကျွန်တော်ကိုယ်တိုင်နဲ့တာဝန်ထမ်းဆောင်လို့သိပါတယ်ဒီအမျိုးတွေကနော်ကယားပြည်နယ်ကရင်ပြည်နယ်ဒီမှာသူ
ဖူတွေဖြစ်နေတဲ့ကိစ္စတွေပေါ့အဲ့ဒီဒေသတွေအားလုံးကပြင်ချိုင်းအားနေတဲ့ဒေသတွေဖြစ်နေတာကိုတွားတွေ့ပြင်ချိုင်းအားနေတဲ့ခါကျတော့စဉ်းစားဆွဲခေါ်နိုင်မှုမှာလည်းအားနည်းချက်တွေရှိလာသူတို့ဘာလုပ်လဲသူတို့ပြောတော့နိုင်ငံရေးပေါ့ဗျာ2021ခုနှစ်မှာညာရင်သဘောထားကွဲလို့ဖြစ်လာတယ်ဒါပေမဲ့နိုင်ငံရေးကအဓိကမဟုတ်ဘူးဗျာသူတို့စားဝတ်နေရေးလုပ်နေကြတယ်ရွှေတွေခိုးတူးတွေဗျာတတ်တူတွေခိုးတူးတွေဗျာကျွန်းတွေထုတ်ပြီးခိုးရောင်းတယ်ဗျာတစ်တွေခိုးရောင်းကြတယ်တတ်တူတွေခိုးရောင်းကြတယ်စက်ကြီးတွေကောက်တယ်ဂိတ်တွေဖွင့်တယ်စက်ကြီးတောင်းတယ်လူတွေဖမ်းတယ်စက်ကြီးတောင်းတယ်ဒါအမှန်ပဲနိုင်ငံရေးရှိကုန်ရှိနေမှာကျွန်တော်မငင်းပါဘူးအဲ့နိုင်ငံရေးကကျွန်တော်တို့ဘာကြောင့်ဖြစ်လဲဆိုတာကိုတော့ဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုတော့စဉ်းစားဖို့လိုတယ်တကယ်တော့မဲမတန်မှုကြောင့်ဖြစ်လာတဲ့နိုင်ငံရေးပြဿနာကျွန်တော်တို့အကုန်အပြည့်အဝထောက်ခံပြီးသားတပ်မတော်နဲ့ထောက်ခံပြီးသားမဲမတန်မှုတွေကြောင့်ဖြစ်လာတဲ့နိုင်ငံရေးအကြက်တဲတွေကြောင့်ဒီလိုအခြေအနေကြီးရောက်လာခဲ့တယ်ဒါကြောင့်ဒီလိုမဖြစ်အောင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလုံးဝတန်ရှင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်အောင်လုပ်တယ်ဘလို့ဒီနေ့မှမဲခိုးလို့များလုပ်ပြီးတယ်ဒါကြောင့်ခဲတို့လက်ပြလုံးတယ်အကုန်လုံးကျွန်တော်ပြောရတယ်တတိရှိကျွန်တော်ပြောရတယ်ဒီအောင်ခဲလက်ပြလုံးနဲ့တက်လာတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တယ်ဒါကြောင့်ဒါကိုကျွန်တော်တို့အနေနဲ့ဘာကြောင့်တိုင်းပြည်ကိုဘလို့ဖြစ်ခဲ့ရတယ်လဲငါတို့ဘာလုပ်ဖို့ကောင်းတယ်လဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်ဒီမှာကျွန်တော်ဒီမှာလည်းထည့်ပြောတယ် agro based industry ဘာလို့ဆိုတော့ကျေးလက်နေလူတွေက90ရာခိုင်နှုန်းစိုက်ပျိုးမှုမြေဘယ်သူမှမလုပ်ဘူးဗျမြို့ပေါ်နေတဲ့လူတောင်မှဥယျာဉ်ချမ်းမြေပိုင်တဲ့လူတွေရှိတယ်ဥပမာဒဝဲတို့ဘာလို့ဆိုလို့ရှိရင်ဒူးရင်ချမ်းပိုင်တယ်ရာဘာချမ်းပိုင်တယ်သူတို့ရှိတယ်မွန်ပြည်နယ်ဆိုလဲမော်လမြိုင်နေတယ်ဒါပေမဲ့သူကဒူးရင်ချမ်းတွေလုပ်တယ်နှစ်ရှိတီးနှံတွေစိုက်တယ်ဥယျာဉ်ချမ်းမြေတွေလုပ်တယ်ကံဥဒ္ဒဗန်နေကြတယ်မြို့ပေါ်နေတယ်ဒါပေမဲ့ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်နေကြတယ်ပစုံမူးမြေငါးမူးမြေလုပ်ကြတယ်ကြက်မူးမြေလုပ်ကြတယ်ဒါဆိုရင်မလွတ်ကြဘူးဒါကြောင့်ကျွန်တော်တို့က agro based industry ကိုမတော်လို့တော့မရဘူးမကြသေးခင်ကျွန်တော်ဒီ online ကနေပြီးတော့ရေးထားတဲ့ဆောင်းပါးတစ်ခုကျွန်တော်ရှိပို့တာပေါ့လေကျွန်တော်ကတော့ဓာတ်ရိုက်မရပါဘူးကျွန်တော်ရှိတနည်းလာမယ်ရောက်လာဒီမှာကျွန်တော်အနေနဲ့ agro based industry ကိုလုပ်နေတာနည်းနည်းလွဲနေတဲ့သဘောကိုသူကပြောတာဒီခေတ်က ID ခေတ်ပေါ့ဤပညာခေတ်ပေါ့ဒါဒီကိုသွားဖို့ဗိုလ်ချုပ်မီစဉ်းစားဖို့ဆိုတဲ့ဟာဗိုလ်ချုပ်မီဆိုတဲ့အသုံးနှုန်းတော့မပါဘူးပေါ့ဒီတော့ကျွန်တော်စဉ်းစားဖို့ကြောင်းရေးတာပေါ့ကျွန်တော်လည်းIT နဲ့ပတ်သက်ပြီးတော့ဤပညာပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကျွန်တော်ပြင်းလို့မှာရန်ကုန်တယ်လီပို့မျိုးတော့တောက်ပြီးပြန်ပြီးအကောင့်တွေဖော်ပါတယ်ဒါဟိုးရင်ကတည်းကလုပ်ခဲ့တဲ့စီမံကိန်းဖြစ်တယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်မလုပ်နိုင်ခဲ့ဘူးထို့တူပဲကျွန်တော်တို့ရန်ကုန်မှာလုပ်တဲ့ဤပညာနဲ့ဆိုင်တာဒီဤပညာလုပ်တဲ့ဤပညာနဲ့ဆိုင်တယ်ကျွန်တော်အကုန်လုံးအားပေးတယ်ကျွန်တော်အတိမတ်နဲ့ပြီးတယ်ကိုလည်းကူညီပေးနေတယ်သို့တော့ခုန agro business industry တော့မလုပ်လို့မရဘူးလူအများစုဖြစ်နေညင်းပယ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ကသူတို့စီးပွားရေးပိုအားကောင်းအောင်လုပ်ပါအကောင့် agro business industry တူတူပြောလို့ရှိရင်ဘာရှိလဲကျွန်တော်တို့စံစဘာပေါ့စံစဘာတို့ပဲတို့ကျွန်တော်တို့အဓိကစိုက်တာနှမ်းလို့ပြောတာဒီတဲ့စက်မှုလုပ်ငန်းကိုတွားနေတဲ့ကျွန်တော်တို့ဟာရှိတယ်အဲ့ဒါပါဆိုဝါဖြစ်ပါတယ်ဝါစိုက်ပြူနော်ကျွန်တော်အဲ့ဒါသတိပြုမှုတဲ့အတွက်ကြောင့်ကျွန်တော်တာဝန်စယူပြီးတဲ့တရားသတိပြုမှုတယ်ဝါစိုက်ပြူတဲ့ပတ်သက်အဲ့တော့ဝါနဲ့ပတ်သက်ပြီးကျွန်တော်21ထဲမှာ21သို့မဟုတ်22အစမ်းပိုင်းဖြစ်မှာနော်အဲ့တော့ကျွန်တော်ရှိရဒီတာဝန်ရှိတဲ့အရာရှိကြီးတမ်းတော့ရာရှိကြီးတယောက်အဲ့တော့ကျွန်တော်တို့နတ်ဆက်ကမှာပါတယ်အရာရှိကြီးတယောက်ခင်ဗျားဗျာလို့ပခုတ်ကူပဲသွားဗျာခင်ဗျားအဲ့မှာလည်းတာဝန်ထမ်းဆောင်လို့ဘူးတယ်အဲ့မှာဝါဆိုင်ပြိုးနဲ့ပတ်သက်ပြီးသွားမေးဆိုကျွန်တော်သူ့လွှတ်လိုက်တယ်သွားလွှတ်လိုက်တော့သူသွားပြီးစစ်စစ်တော့ဝါဆိုင်ပြိုးတွေနဲ့ပတ်သက်ပြီးဘာဖြစ်လို့ကြာဆင်းသွားလဲအဲ့တော့ကျွန်တော်တို့ကအရင်တော့ဝါတေးဧက6သိန်း9သိန်းလောက်စိုက်ခဲ့ရတာနေပြီးတော့3သိန်းခွဲပဲဖြစ်လာတယ်ခေါက်ချုပ်လောက်ကြာသွားဒီလေယာဆိုင်ပြိုးရဲ့တင်ပြချက်ကိန်းကနန်းမှာကျွန်တော်သွားတွေ့တော့အဓိကဝါဆိုင်ပြိုးတဲ့ပခုတ်ကူဘက်ကိုဂံခွဲဘက်ကိုကျွန်တော်သူ့လွှတ်လိုက်တယ်လွှတ်ပြီးမင်းသွားမေးကွာဘာကြောင့်ဒီလိုဖြစ်လဲသူလည်းပုတ်ကွေရင်းနှီးတဲ့လူတွေနဲ့တော်လေးချာနေပြီးတော့သူပြန်လာတယ်ဘုံမီးတဲ့နိုင်ငံတော်အာမပေးလို့ဆိုတဲ့ဟာဖြစ်ထူထွက်တယ်ဟာဘယ်နဲ့အာမပေးရမှာလဲကွာလို့မဟုတ်ဘူးတဲ့အရင်အစိုးရတယ်အာမပေးခဲ့ဘူးငါတော့အားပေးမယ်ကွာလို့မင်းဝါတော့မင်းတည်တဲ့လူမွေးတဲ့ခြံနေမင်းတည်တဲ့အထိမင်းအဝတ်နဲ့မလွတ်ဘူးကွာလို့နော်
ဒီမွေးတာမှာအနည်းနဲ့ပတ်ပြီးတော့မွေးခါထွက်နေရသူတည်တဲ့ခါမှလည်းဟလာအဝတ်ဝတ်ပြီးတော့တချိုးကြရတာအဲ့တော့အလို့နဲ့အဝတ်နဲ့မကင်တို့အဝတ်လူတယ်ကွာတို့အဲ့တော့ဝါဆိုင်ပြီးအားပေးရမယ်ဆိုပြီးကျွန်တော်တို့ဝါဆိုင်နေကြနော်2023မှာ၄သိန်းခွဲစိုက်တယ်လို့ဒါလက်စေဝင်ကြီးဌာနကိန်းကနန်းပေါ့နော်25 26မှာ9သိန်း4,900တော့9သိန်းခွဲစိုက်တယ်လို့ပြောပါတယ်ဆိုတော့တကယ်ဝါလိုအပ်ချက်ကဒီခောက်ချိုးလောက်ပဲရှိအဲ့ဒီစိုက်ဧကရဲ့ခောက်ချိုးလောက်ပဲရှိပြီးတော့ကျန်တဲ့ဟာတွေဝါတွေကျွန်တော်တို့ပို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ဝါမပို့နိုင်ဘူးနိုင်ငံခြားမပို့နိုင်သူတို့ကတော့စိုက်ဧကတွေလွဲသလားပေါ့ထပ်နှုံးတွေလွဲသလားပေါ့ကျွန်တော်လည်းအချင်းချင်းခါငါစစ်တယ်ကျွန်တော်ဝင်ကြီး3အောင်လောက်နဲ့ကျွန်တော်ဟိုဆွေးနွေးတယ်ဒါကိုသူတို့ကတော့သူတို့ဘက်ကတော့မှန်တယ်ပေါ့လေကျွန်တော်လည်းတိတ်တော့အငြင်းမပေါ့ဘူးတို့တော့တကယ်ဝါတွေကျွန်တော်ရှင်မှာမရှိတာတော့အမှန်ပဲဆိုတော့ကကျွန်တော်တို့ကဒီဝါဆိုင်ပြေးကိုတခြားခြံပြီးလုပ်လို့ရှိရင်ကျွန်တော်နိုင်ငံဝါအခြေခံတဲ့ချီတဲ့လုပ်ငန်းစက်မှုလုပ်ငန်းတခုထူထောင်လို့ရပါမလွယ်ဘူးတယ်လို့ရဝါနေပြီးဝါကွန်းကနေချီကနေပြီးပိတ်ကနေပြီးတော့ပိတ်ကမှအမျိုးအစားကောင်းတဲ့ပိတ်တွေအမျိုးမျိုးပြောင်းတာပေါ့သူတို့သွားလို့ရဒါခုနက agro based industry ဆိုတဲ့ဟာထဲမှာအဲ့လိုစဉ်းစားဖို့ကောင်းတော့ဒုတိယတော့ဝတ်စာနှလုံးပေါင်းတိုးလာတဲ့ဝါဖြစ်ပါတယ်ကျွန်တော်တို့မှာဝါတန်း300ကျော်လောက်ထွက်ပါတယ်ရှိသူတို့အဲ့ဝါတွေကျွန်တော်ကောင်းကောင်းသုံးမချနိုင်ဝါကနေပြီးတော့မှပြော့ပတ်တွေလုပ်ပြီးစက်ကူလုပ်လို့ရတယ်ဝါကနေပြီးတော့မှပြော့ပတ်လုပ်ပြီးတော့ခြီတယ်လုပ်လို့ရဝါခြီဘမ်ဘူကော်တင်ဟလာကဘာမှာနာမည်ကြီးပါတယ်တော်တော်ကောင်းတဲ့ဟာဖြစ်ပါဘမ်ဘူကော်တင်ကိုဒါအမျိုးစုံပေါ့ quality ရတဲ့မျိုးစုံရှိတော့ကျွန်တော်တို့လုပ်ရတယ်အနည်းဆုံးတော့ဒါပြောပါလို့ရပြောပါလို့နိုင်ငံခြားပို့လို့ရတယ်ကျွန်တော်တို့ဒါဝါနဲ့စက်ကူလုပ်ဖို့တဲ့ပြောပါဆက်ကိုထောက်ကူရတာပြောပါဆက်တင်ဖို့ပေါ့ကျန်တဲ့လုပ်ငန်းတွေမှာထောက်ကူရဖို့တဲ့ course ဆိုတာစက်ရုံစောက်ဖို့တော့ကျွန်တော်တာဝန်ယူခဲ့တဲ့2017ခုနှစ်လောက်ကစပြီးကြိုးစားခဲ့ပါတယ်အောင်လံဘက်မှာစက်ရုံဆောင်ဖို့လုပ်တာပါမြန်မာစီဝိုင်းဥပိုင်လီမိတက်နဲ့လုပ်တာအဲ့ဒီမှာပထမတော့တော်တော်အခြေအနေပေးလာကျွန်တော်တို့စက်ရုံတွေပါတယ်စာချုပ်ချုပ်ပြီးနေနောက်ချိန်မှာဒုတိယအစိုးရတက်လာတော့ကျွန်တော်တို့ကန့်ကွက်တယ်ပထမအစိုးရလက်ထက်မှာနေစကန့်ကွက်လာတယ်ပထမဦးသိန်းစီအစိုးရလက်ထက်မှာနေတဝက်လောက်ကြာမှာကျွန်တော်ကန့်ကွက်တယ်ဒါလုပ်လို့မရဘူးဘာလို့ညာဘူးနဲ့ဖြစ်ကြဘာလို့ညထိန်းသိမ်းတဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမျိုးစုံညှိနှိုင်းဖြင်းနှွေးတယ်မရဘူးကန့်ကွက်မှုတွေမျိုးစုံလုပ်တယ်တို့ကကြတော့ကဲအဲ့ဒါဆိုလေသူမလုပ်နဲ့နေရာရွှေ့ကြတာပေါ့ဆိုပြီးအဲ့မှာဆက်တရမှားပြီးနေပြီအဲ့တော့ကျွန်တော်တို့အဲ့ဆက်ကိုစီမံကိန်းဖြတ်ပလိုက်ရဒေါ်လာ30ဘူးလောက်ကျွန်တော်ဆုံးရှုံးသွားတယ်ပတ်သက်ပြန်မရအောင်အဲ့ဒါကျွန်တော်စက်မှုဝန်ကြီးဌာနလွှဲလိုက်တယ်စက်မှုဝန်ကြီးဌာနလည်းမလုပ်နိုင်ဘူးမလုပ်နိုင်တော့ကျွန်တော်တို့ဥပိုင်ကပြန်လွှဲတယ်ကျွန်တော်တို့ပြန်လုပ်ပါတယ်အတိတ်ကပြန်စားတယ်တကယ်လို့ဒါအဲ့ဒါဆက်ရုံရှိကြလို့ရှိရင်အခုကျွန်တော်တို့ပြော့ပတ်တွေပါတယ်အများကြီးလုပ်နိုင်အချိန်ကြီးအများကြီးရှိပါတယ်နော်ကျွန်တော်ကန့်ကွက်ခံရကြဒီလိုဖြစ်လာခဲ့ဒါကြောင့်ကိုယ်တွေတော်ကြီးများပေါ့နော်ကျွန်တော်တို့ agro based industry ဆိုတာကမှလည်းကျွန်တော်တို့တကယ်ကိုတိုင်းပြည်အတွက်အကျိုးရှိတဲ့ဟာတွေပေါ့ဥပမာပြရင်ခုနပြောတဲ့ဝါတို့ပေါ့နော် rubber လိုဟာမျိုးပေါ့ rubber ရဲ့ခြေခံတဲ့စက်မှုလုပ်ငန်းတွေတွားလို့ရတယ်နော်ကျွန်တော်တို့ကစက်မှုလုပ်ငန်းတွားဖို့ဆိုတာနဲ့ဟာလာကျွန်တော်တို့ MSME တွေအားပေးတဲ့အချိန်မှာတော်တော်များများတော့စသတ်ကိုတွေလုပ်တာပြပါတယ်လိုပါတယ်မှတ်ပါတယ်မလိုဘူးမဟုတ်ပါဘူးတိုးတော်လည်းပဲဒါတွေက export လုပ်လို့မရဘူးပြပရောင်းကုန်မရှိကွန်ထရိုးလုပ်မှုမရှိဘဲနဲ့ကုန်ပစ္စည်းမရှိကုန်စည်မရှိဘဲနဲ့ရောင်းကုန်ဆိုတာမရနိုင်ရောင်းကုန်ကပြပရောင်းကုန်ရှိမယ်ပြည်တွင်းရောင်းကုန်ရှိမယ်ပြည်တွင်းရောင်းကုန်ထစ်တဲ့အခါကျလို့ရှိရင်သူတို့ကဟလာဝင်ငွေရပြီးတော့စောတ်တော့ပဲတဲ့ဥမတောက်နေတဲ့ကိစ္စသူလုပ်နိုင်မယ်ကုန်ထုတ်လို့မဖြစ်မနေလုပ်ရပြီးအဲ့ကုတ်ထဲမှာအရေးသေးကောင်းတဲ့ဟာတွေရအောင်လုပ်ပြီးပြပရအောင်ပို့ရမယ်ပြပရမှာနိုင်ငံခြားကိုရအခုခရိုကျွန်တော်တို့နိုင်ငံခြားငွေအခက်အခဲဖြစ်တဲ့အတွက်ကြောင့်ဒေါ်လာဈေးတွေတက်တယ်ကျွန်တော်မငင်းပါဘူးဘာလို့ဆိုတော့ပို့ကုန်မှမရှိတော့တွင်းကုန်မဲ့အတင်းနိုင်ငံခြားတွင်းကုန်ပဲစူးစမ်းနေကြနီလန်ပေါင်းစုံနဲ့ဟလာတွင်းမှုစူးစမ်းနေတယ်တရားဝင်ရဖို့စူးစမ်းတယ်ဒေသဂျားနေပြီးတော့တရားဝင်ကုန်စည်မှုနဲ့တွင်းမှုစူးစမ်းတယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ပို့ကုန်မရှိဘဲနဲ့ဘယ်လိုလုပ်နိုင်ငံခြားငွေမရလို့ရှိရင်ဘယ်လိုလုပ်ကျွန်တော်တို့ကကွန်ပစ္စည်းဝယ်ဖို့တည်းဖြစ်နိုင်မလဲအဲ့တော့ရှိတဲ့လူတွေကပတ်စံတွေသိမ်းထားပြီးတော့မတမားတဲ့နီလန်လုပ်တာပေါ့ဗျာမတမားနီလန်လုပ်ပြီးတော့ငွေတွေသိမ်းပြီးတော့ဒါကိုပြန်ရောင်းစားတာပေါ့အဲ့တော့ဒေါ်လာဈေးတွေတက်တာမဆမ်းပါဘူးဒါကျွန်တော်တို့က export ရှိဖို့လိုတယ် export မရှိဘဲနဲ့ import ကိုလုပ်မယ်ဆိုလို့ရှိရင်တစ်ချိန်မှာကျွန်တော်တို့
တိုင်းပြည်ဒုက္ခတော်တော်ရောက်နေတဲ့သဘောရှိပါဒါကြောင့်ကျွန်တော်တို့ကအခုလေစီးပွားကူးသန်းဝင်ကြီးကကုန်သွယ်ရေးကင်တာပေါ့လေသူကလှုပ်တာအဲ့မှာကျွန်တော်တို့က export ဒါရအောင်ကျွန်တော်ဒီနေ့ဆိုလို့ရှိရင်လည်းအခုစံတန်းချင်း3တန်းနီးပါးလောက်ရအောင်ကြိုးစားရမှာ2တန်းခွဲကျော်လောက်ပို့ပြီးသွားပြီနောက်ဒီလထဲမှာတော့မတ်လထဲမှာတော့ဘယ်တော့ပို့နိုင်မလဲကျွန်တော်မသိဘူးပေါ့တို့ဆို3သိန်း2သိန်းနဲ့မပို့တော့ပါဘူး2သိန်းဆိုတော့မှ2တန်းနဲ့9သိန်းလောက်ကျွန်တော်တို့ပို့နိုင်တဲ့အနေထားတော့ရောက်တာပေါ့ဒါကျွန်တော်တို့က3တန်းရီမှတ်ချက်ပေးထားတာပေါ့စံထွက်တယ်စင်းရပေါ့စင်းရကျွန်တော်တို့စံနေထွက်ပါတို့တော့တကယ်ပို့တဲ့ခါကျတော့ဒီနေ့ခက်ခဲရှိတယ်နော်ဆိုတော့ပြည်နေတဲ့တိုင်းတွေကလည်းတင်ပြတဲ့အခါမှာကိန်းကနနေမှန်ကန်ဖို့လိုတာပေါ့နော်ဒါတွေကျွန်တော်တို့ကအဲ့ဒီအကျင့်ဆိုးတွေကျွန်တော်တို့လည်းပြင်ချဖို့လိုတာကိုကျွန်တော်ပြောချင်ပါလူကြီးဟလာအစိုးရနိုင်ငံတော်ကနေပြီးတော့စိတ်ချမ်းသာအောင်ဆိုပြီးတော့တာတာထိုးထိုးလေးသူတို့ပြောတဲ့ခါကျကျွန်တော်တို့ကလည်းအဟုတ်အောင်မေးပေါ့တကယ်တမ်းပြောတော့ခါကျမရှိဘူးနော်ဒါအမှန်ပါပဲဒါအမှန်ပဲဒါကြောင့်ကျွန်တော်တို့နေတကယ်အလုပ်လုပ်ဖို့လိုပါတယ်တကယ်အလုပ်လုပ်ပါတဲ့အလုပ်လုပ်နိုင်အောင်ကျွန်တော်တို့ဖန်တီးပေးဖို့လိုတယ်ဒါပေမဲ့လည်းလုပ်နိုင်တဲ့ပညာရှင်တွေပညာတတ်တွေပေါ်တော်လုပ်ဖို့လိုဒါကြောင့်ကျွန်တော်တို့ကပညာရေးကိုမဖြစ်မနေအားပေးဖို့လိုတယ်ပညာရေးအားမပေးဘဲနဲ့မမြင့်တင်ပေးတဲ့တော့ကျန်တဲ့ကိစ္စတွေမဖြစ်နိုင်ဘူးနော်ဒုတိယပါလဲဆိုချွေတာရေးနီးလမ်းပေါ့ချွေတာရေးဒါချွေတာဖို့လိုပါတယ်စသရငွေကြီးအသုံးဆွဲနေစားပြီးဟလာဘာဖြစ်ဖြစ်ချွေချချွေတာဖို့လဲနော်စက်ကူ3တာ73စီ3တာအဆုံးနော်ချွေတာဖို့လိုတယ်တခါကျရင်စက်ကူအာဂျင်တာတွေမျိုးစုံစက်ကူတွေမျိုးစုံသုံးတယ်သူအဲ့စက်ကူတော်တော်များများပြည်ပသွင်းရတာဖြစ်ပါတယ်ဒါပေမဲ့ဘုံဘုံလောချနေတော့မယ်တခါကျရင်အစီအစီတစ်ခုလာလို့ရှိရင်3-4ခါလောက်ဝေးတယ်လာပြီးတော့ပြီးတော့ဘာလို့စက်ကူတွေတော့များနေလဲကွာလို့မေးတယ်ဒီလိုကျွန်တော်မေးကြည့်တယ်အဲ့လိုပဲဟိုကဌာနပေးလိုက်ဒီဌာနပဲဟာလာကြိုတင်ဖြတ်ဝင်ကြီးလာတဲ့ပြီးတကယ်အစီအစဉ်တစ်ခုနဲ့လာတယ်အခုကျွန်တော်ကြည်လာတဲ့ဒီအစီအစဉ်ဆိုရင်နှစ်ခါတော့ကျွန်တော်မှရှိပြီးရောက်နေတာဆိုတော့ကျွန်တော်လူပေါ့ဒီသုံးဆက်မှုတွေချွေတာဖို့လိုတာအတုံးနဲ့အဖြုံးဆိုတာရှိတယ်ကျွန်တော်ဆုံးမစကားတစ်ခုရှိတယ်ဒါတော့နိုင်ငံခြားသားတွေလည်းစောရတာမဟုတ်ပါဘူးနော်တရုတ်လိုရှာတဲ့ကလားလိုစုတယ်ဗမာလိုမသုံးတယ်လို့ပြောတယ်တရုတ်တွေကငွေရှာရတယ်တရုတ်တွေကလားတွေကလည်းအပဒါစစ်ဆက်တယ်နော်သုံးတယ်ဆိုတဲ့နေရာမှာဗမာတွေကဖြုံးတယ်ဒါသုံးတယ်တရုတ်လိုရှာကလားလိုစုဗမာလိုမဖြုံးတယ်ဆိုပြီးတော့မသုံးတယ်ဆိုပြီးပြောတယ်ကျွန်တော်ရဲ့အဖိုးအဖွားနဲ့ဆုံးမပြီးစကားတစ်ခွန်းရှိတိတ်မှန်တယ်ဒါကြောင့်ကျွန်တော်တို့ဟလာအတုံးတွေလည်းကျွန်တော်တို့ချွတ်တာဖို့လိုပါတယ်တို့တော့ကိုယ်စလဲပါလဲဒါလေးတွေအလေးထားစီလိုချောင်းကျွန်တော်တို့ပြောလို့ပါတယ်အဲဆောက်စီလို့ကျွန်တော်တက်နေတဲ့တော့ချိုးချမ်းနဲ့လှုပ်ပါဆိုကျွန်တော်မှားထားပါတယ်တိုက်ပြည်မချမ်းသာပါဘူးတိုက်ပြည်ဟိုတဘာဝဘေးကနေ3ခုရှိပါတယ်ကျွန်တော်ကြော်ထားရတာဘိုးခါရှိတယ်ယာဂီရှိတယ်ပြီးခဲ့တဲ့2025မှာလောက်ခဲ့တဲ့ငလျင်ရှိတယ်ငလျင်တန်အခုထိကျွန်တော်တို့ပြန်လည်ထူထောင်လို့ကမပြီးသေးပါဘူးဒါမဲ့နှစ်မှာကျွန်တော်အများကြီးလုပ်ဖို့ကြံသေးတယ်နိုင်ငံဝန်ထမ်းအိမ်ယာတွေရှိတယ်ဖြစ်စည်းဆုံးရှုံးရတဲ့ပုဂ္ဂလိကတွေရဲ့ပိုင်ဆိုင်မှုတွေရှိတယ်ဒါတွေကျွန်တော်တို့လုပ်အောင်နောက်ပြီးလို့ရှိရင်ဘေးရန်တွေမျိုးကြောင့်ပျက်စီးခဲ့တဲ့နိုင်ငံယုံဌာနတွေရှိတယ်နိုင်ငံအနှံ့ပြားမှာယုံဌာနတွေရှိတယ်သူတို့ရဲ့ပြည်သူတွေရဲ့အိမ်ယာတွေရှိတယ်လမ်းမဆက်သွယ်မှုစနစ်တွေရှိတယ်ကျွန်တော်အများကြီးတိဆောက်အောင်အများကြီးယုံကံအောင်ပဲဒါကြောင့်ကျွန်တော်တို့ကချွေတာရေးလမ်းကြောင်းတော့မဖြစ်မနေလုပ်အောင်ချွေတာဖို့လိုတယ်အဲ့ဒါဟိုငွေကြီးကျုံးတွေမတရားသုံးပြီးတော့မှဖြစ်နေလို့မရထို့သူပဲလောင်စာစီပြဿနာလူအရှိလဲပဲမှာဖြစ်နေတဲ့လောင်စာစီပြဿနာကျွန်တော်တို့တဲ့တက်ရောက်မှုရှိပါတယ်ဒါကြောင့်ကျွန်တော်တို့စုံမဆိုပြီးတော့ပရောင်သူစပြီးလုပ်ပါကျွန်တော်တို့ဝိုင်းပြောကြတာပေါ့ဒါပေမဲ့စုံမလုပ်တဲ့ဟာကျွန်တော်တိုင်ကကြာအခုမှလုပ်တာတရုတ်ဆိုရင်ပီကင်းဆိုရင်ကြာပြီလုပ်နေစင်ကာပူဆိုကြာပြီလုပ်နေကြဒါပေမဲ့အခုအမျိုးစုံ twist လုပ်ပြီးတော့လုပ်နေကြတော့မယ်အဲ့တော့ကျွန်တော်တို့ကနောက်ဆောင်းရင်ဝင်ကြီးကကျွန်တော်လာသတင်းပို့တယ်ကျွန်တော် QR code နဲ့လုပ်မယ်အလုပ်ပါလို့ QR code နဲ့ဦးလည်း online မှာဆက်နေကြတာပဲဆိုတော့ကျွန်တော်တို့ကတခုလုပ်ပြီးဆိုတော့ねနိုင်ငံဟိုအပြစ်ပြောဖို့ပဲကြိုးစားတယ်ဘာကြောင့်ဆိုတာလေမစင်စားဘူးသူဖြစ်လာဒါကြောင့်ကျွန်တော်တို့တွေနဲ့ဒါကိုလွတ်တော်ကိုယ်စားလှယ်များလေနည်းနည်း
ဒါပြည်သူနဲ့သိအောင်ဆောင်ရွက်ပေးစီလိုပါတယ်ခဲတော့ပြည်နယ်တိုင်းအသီးသီးကကုန်လာကြတာခဲတော့ပြီးလို့ရှိရင်လွတ်တော်စီပြီးနားတဲ့ချိန်ကြရင်ကိုသက်ပြည်နယ်တိုင်းတွေပြောင်းတဲ့ခါကျခဲတော့လှုပ်ဖို့လိုတယ်ပြန်ပြောဖို့လိုပါတယ်ကျွန်တော်အခုပြောတဲ့ချက်တွေကလည်းတကယ်ကိုကျွန်တော်ဖြတ်တန်းခဲ့တဲ့တမိုင်းချောင်းမှာအခြေခံပြီးကျွန်တော်ပြောခြင်းဖြစ်ပါတယ်နော်ကျွန်တော်ဗလိုင်းကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်မှအချက်လက်အကုန်လုံးပြည့်စုံရှိပါဒါကြောင့်ဒီနေ့ဆွေးနွေးပွဲတော်တော်အဓိပ္ပာယ်ရှိတဲ့ဒါဆွေးနွေးပွဲလို့ကျွန်တော်ပြောရလိမ့်မယ်ဒီနေရာမှာဟလာကျွန်တော်တို့အနေနဲ့ကတော့တကယ်အလုပ်လုပ်တဲ့လူတွေလုပ်မဲ့လူတွေကျွန်တော်လိုပါတယ်ဟလာအခွင့်အရေးသမားတွေနေရာရောက်ဖို့ကြိုးစားတဲ့လူတွေတော့မလိုချင်ပါဘူးဟလာအနာဂတ်မှာဟလာဒီလိုတကယ်လုပ်မဲ့လူတွေလူငယ်တွေကျွန်တော်ပြီးခဲ့တဲ့ဖိုရမ်မှာလည်းပြောပါလူငယ်တွေကျွန်တော်တို့နေရာပြဖို့လိုကျွန်တော်တို့ဒီလိုအလေးထားစဉ်းစားပါတယ်နော်အမျိုးသမီးတွေအခန့်ကဏ္ဍကျွန်တော်အလေးထားစဉ်းစားပါတယ်နော်ဒါတွေနဲ့တကယ်တိုင်းပြည်အောင်လုပ်တဲ့အခါမှာစောစောပြောတဲ့ trust stability နောက်က developing ဒါတွေကိုစဉ်းစားဆောင်ရွက်သွားကြဖို့နော်ကျွန်တော်ဆွေးနွေးလိုပါတယ်အချိန်လေးနည်းနည်းယူခဲ့တဲ့အတွက်ကြောင့်လည်းနည်းနည်းလေးသိခံပေးပါလို့ကျွန်တော်ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်